ကဲကဘာအရေးကိုစောင့်ကြည့်နေသူတွေအတော့တကယ်ကိုအန်အားပင်စရာတရင်တစ်ခုနဲ့စလိုက်ရအောင်ပါ American သမ္မတ Donald Trump ကအီရန်ကိုစစ်ရဲတိုက်ခိုက်ကြုံမယ်လို့လှုပ်ထားတဲ့အစီအစဉ်ကိုရွတ်တရက်ကြီးရွှေ့ဆိုင်လိုက်ပြီးတော့နိုင်ငံကြားမှာတမိုင်းဝင်သဘောတူညီချက်တခုရဖို့တိတ်ကိုနီးစပ်နေပြီလို့ကြေညာလိုက်ပါတယ်ဟုတ်ပါမလားဘလို့ဖြစ်နိုင်ပါလဲ ဒီနေရာမှာတင်ဇလန်းကနှစ်ခုကွဲသွားပြီအတေးကဇက်ဆောင်နှစ်ယောက်စီကညီလုံးဝကိုတခြားစီဖြစ်နေတဲ့စကားတွေထွက်လာတာပါတယောက်ကညင်နိုင်နေတယ်လို့ပြောနေချိန်မှာနောက်တယောက်ကတော့လုံးဝကိုညင်းဆိုနေပါတယ် ဒါကြောင့်အားလုံးစိတ်ဝင်စားနေတဲ့အဓိကအမေခွန်းကတကယ်တမ်းရောဘာတွေဖြစ်နေတာလဲဆိုတာပါပဲကဲဒီလူခွက်စမ်းကြည့်မှုရဲ့အဖြေကိုအတူတူရှာကြည့်ကြတာအောင် ဟုတ်ပြီဒါဆိုရင်ပထမဆုံးအင်ဖြူရိုဘက်ကလာတဲ့ဇလန်ကိုရင်ဆုံးကြည့်လိုက်ကြရအောင် Trump ကဘာပြောလဲဆိုတော့သူကအီရန်နဲ့လက်ရှိခေါင်းဆောင်တွေကိုတောင်ကြော်ပြီးတော့လေးစားယုံကြည်ရလဲဆိုတဲ့ခေါင်းဆောင်အသစ်တယောက်နဲ့တိုက်ရိုက်စကားပြောနေပြီးတဲ့ဒါတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲ ထရန့်ပြောတဲ့သဘောတူညီချက်ကအချက်အကဲကိုကြည့်လိုက်ရင်နျူကလ িয়ার မလုပ်ရဘူးဒုံးကျည်တွေရှော့ဒါတွေကတော့ထားပါတော့ဒါပဲအချူဆန်းဆုံးအချက်ကတော့အမေရိကန်ကကိုလိုက်အီရန်ထဲဝင်ပြီးယူရေနီယမ်တွေကိုရှင်းပစ်မယ်ဆိုတဲ့အချက်ပဲဒါကတော့တော်တော်မကြုံစဘူးတောင်းဆိုချက်နော် ဒီဆွေးနွေးပွဲတွေကိုအမေရိကန်ဘက်ကအုံဆောင်နေတယ်လို့ပြောကြတာကတော့ Trump ရဲ့သားမယ် Jared Kushner နဲ့အထူးတန်တမန် Steve Witkoff တို့ပါပဲ တစ်ဖက်မှာတော့သဘောတူညီချက်အကြောင်းပြောတစ်ဖက်မှာကျတော့ဒီလိုချင်းချော့ဒါက Trump ရဲ့နာမည်ကြီး out of the deal ပေါ့ဗျာဖိအားပေးရဲ့ညီနိုင်တဲ့သူ့ရဲ့နီးဖြူဟာကိုကွက်ကွက်ကွင်းကွင်းမြင်နေရတာပဲ ကဲအခုတခါအီရန်ဘက်ကဘယ်လိုတုံ့ပြန်လဲဆိုတာကြည့်လိုက်အောင်ဆိုသူတို့ရဲ့ဇက်လန်းကတော့လုံးဝကိုတခြားစီပဲ EN ကတော့နိုင်ငံခြားရေးဝန်ကြီးဌာနရောတော်လန်ရေးအဆောင်တက်ကပါလုံးဝကိုမြင်ထားတယ်တိုက်ရိုက်ရောတွယ်ဝိုက်ပြီးရောဘာငိမ့်နိုင်မှုမှမရှိခဲ့ဘူးဆိုတာကိုအခိုင်အမာပြောနေတာပါ အီရန်ဘက်ကတော့ Trump မှာတခြားရွေးချယ်တွေရှိတယ်လို့သုံးသပ်ရဲ့တခုကရေနံဈေးကိုချက်ချင်းလို့ဒီသတင်းထွက်လာတော့ရေနံဈေးက73ရာခိုင်နှုန်းလောက်တောင်ကျသွားတယ်လေဒါကအမေရိကန်စီးပွားရေးအကျိုးရှိတာပေါ့နောက်တစ်ချက်ကတော့စစ်ပင်စင်ဖို့အချင်းဆွဲတာလို့သူတို့ကမြင်ကြတယ် ဆိုတော့တစ်ဖက်ကလည်းဟုတ်တယ်ပြောတစ်ဖက်ကလည်းမဟုတ်ဘူးညင်နှစ်ဘလုံးကသူတို့ဘာသာအမှန်လို့ပြောနေတယ်ဆိုရင်အဖြေကကြားနေရမှာရှိနေနိုင်တာပေါ့အဲ့ဒါကတော့နောက်ွယ်ကကြားခံလူတွေကနေတဆင်ဆက်သွယ်နေတာမျိုးပေါ့ ဒါကိုတွယ်ဝိုက်ညင်နိုင်မှုလို့ခေါ်ကြတယ်ဥပမာအိုမန်တူရကီလိုနိုင်ငံတွေကကြားကနေတရင်အတော့အပြန်လုပ်ပေးကြမျိုးပေါ့ဒီလိုနည်းနဲ့ဆိုရင်နှစ်ဖက်ခေါင်းဆောင်တွေတိုက်ရိုက်တွေးစရာမလိုပဲစကားပြောလို့ရသွားတာပေါ့ဒါပေမဲ့အားလုံးထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းကတော့ Trump ပြောလေတဲ့အဲ့ဒီလျှို့ဝှက်စမ်းကြယ်အီရန်ခေါင်းဆောင်ကတကယ်ရောဘသူဖြစ်မလဲဆိုတာပါပဲ ထပ်နေတဲ့ခံမှန်းချက်တစ်ခုကတော့အီရန်ပါလီမန်ဥက္ကဋ္ဌမိုဟာမက်ဘာဂတ်ဂါလီဘတ်ထိနိုင်တယ်ဆိုတာပဲဒီသတင်းကဂျေရုဆလမ်ပို့စ်ကနေလာတာပါတကယ်လို့တာမှန်ချက်ရင်အီရန်ခေါင်းဆောင်ပိုင်းထဲမှာသဘောထားကွဲနေပြီဆိုတဲ့သဘောစစ်တပ်ကတင်းမာနေပေမဲ့နိုင်ငံရဲ့ဘက်ကဆွေးနွေးချင်နေတဲ့ဆိုတဲ့ပုံစံမျိုးပေါ့ Trump မှာဘာလို့နာမည်ကိုလွှဲဝတ်ထားရတာလဲဆိုတော့သူ့ကိုအတတ်မခံချင်လို့နာမည်ထုတ်မပြောနိုင်ဘူးတဲ့ဒီစကားကြောင့်အချီနေကပိုးပြီးတော့တောင်လွှဲဝတ်စမ်းကြယ်ကြီးအန်ဒရီယာကြီးတွေပုံပေါက်သွားတာပေါ့ကဲဒီဇလန်ဒီအားလုံးရဲ့အဆုံးသက်ကဘယ်ကိုဦးတည်နေလဲဆိုတော့အရေးကြီးတဲ့နောက်ဆုံးသက်မှတ်ရက်တစ်ခုစီကိုပါပဲအချင်းက9ရက်ပဲရှိတယ်ဒီ9ရက်အတွင်းမှာကဘာစီကွက်တွေလည်းလွတ်ခတ်နေပြီအဆုံးမှာတော့တန်တမန်ကြီးကအောင်မြင်သွားမလားဒါမှမဟုတ်ဆေးရဘတ်ကိုဦးတည်သွားမလားကဘာကစောင့်ကြည့်နေရမှာပါနောက်ဆုံးမေကုန်းကတော့ဒီ9ရက်ဆိုတဲ့အချိန်ဟာတကယ်ငင်းချမ်းရဲ့အတွက်အစပြုတ်လိုက်တာလားဒါမှမဟုတ်မုံတိုင်းကြီးမလာခင်ခဏတာငင်းတက်နေတာပဲလားဆိုတာပါပဲ